ကျမတို့အားလုံးကရုပ်ထုတွေကလှုပ်ရှားနိုင်စွမ်းမရှိကြအောင်ဆိုပြီးတော့ယုံကြည်ထားကြတာပါဒါပေမဲ့ဒီရုပ်ထုတွေတော့တစ်ချက်ပြန်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်ဘာကြောင့်လဲဆိုရင်တော့သူတို့တွေလှုပ်ရှားနိုင်စွမ်းတွေကိုတွေ့ရှိခဲ့ရလို့ပဲဖြစ်ပါတယ်အခြေခံအားဖြင့်ဆိုရင်တော့ရုပ်ထုတွေကိုကြောက်တုံးကွန်ကရစ်ပလတ်စတစ်တွေနဲ့ပြုလုပ်ထားပြီးမြဲအန်ဩစရာကောင်းစွာနေပါပဲတချို့ရုပ်ထုတွေလှုပ်ရှားနေရတွေကိုကင်မရာမှတ်တမ်းတချို့မှာမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်ရွေးရှားနိုင်တဲ့စိတ်ရေးပြအယုတ်ကစားလို့မျက်ရည်တွေကျနေတဲ့ရုပ်ထုထိဒီနေ့ top ဆောင်ကနေပြောပြပေးတော့မှာဖြစ်တဲ့အတွက်အဆုံးထိဒီနေ့ဗီဒီယိုကိုစောင့်ကြည့်ပေးကြပါအောင်ရှင်ဒီနေ့မှာတော့တင်ဆက်ပေးတော့မှာကခိုင်မဲဖြစ်ပါတယ်နော်စလိုက်ပါတော့မယ် subscribe နဲ့ခေါင်းလောင်းလေးနဲ့နှိပ်သွားပေးပါအောင်ရှင် Jesus မျက်လုံးဒီဗီဒီယိုကိုတော့မက္ကဆီကိုနိုင်ငံကကက်ကလီဒယ်ဒီဇာရာဂိုဇာမြို့မှာဖမ်းယူရိုက်ကူးမိတာဖြစ်ပါတယ်။2016ခုနှစ်မှာခီးသွွားတယောက်ကအဲဒီမြို့ကဖျားเจ้าတစ်ခုကိုရောက်သွားခဲ့တာပါ။ဒီဗီဒီယိုမှာဆိုရင်တော့နောက်ွယ်မှာဆူတောင်းနေကြတဲ့အတန်တွေကိုကြားရမှာဖြစ်ပါတယ်။ဒါပေမဲ့ကင်မရာကို Jesus ရဲ့မျက်လုံးစိတ်ကိုရွှေ့လိုက်တဲ့အခါမျက်လုံးကလည်းလှုပ်သွားခဲ့တာပါ။ကင်မရာသမားကဒီဗီဒီယိုကို chat down စီကိုလူတိုင်းကိုပြခဲ့ပါတယ်။အဲဒီနောက်သူတို့တွေကစုံစမ်းစစ်ဆေးရေးဖွဲ့ကိုခေါ်လိုက်ကြပြီးတော့လေးလာကြရင်နဲ့မျက်လုံးနောက်တစ်ခါလှုပ်ရှားမှုရှိမရှိကိုစောင့်ကြည့်ခဲ့ကြပါတော့တယ်။ဒါပေမဲ့လှုပ်ရှားမှုမရှိခဲ့ပါဘူးလေရှင်။ဒါပေမဲ့အဲ့ဒီဗီဒီယိုကိုစမ်းစစ်ကြည့်ရတဲ့အခါမှာလေဗီဒီယိုကအတူမဟုတ်နေခဲ့ပါဘူးနော်ကင်မရာနဲ့ရိုက်ကူးမိခဲ့တဲ့သူကဖြည့်ညက်ကလုပ်ဖို့အတွက်ဆိုပြီးတော့ကင်မရာကိုကွန်ပျူတာနဲ့လည်းလုံးဝမချိတ်ဆက်ခဲ့ပါဘူးလေရှင်ဒီလိုလှုပ်ရှားမှုကကောင်းတာတွေကိုဖြစ်လာမဲ့ရှေ့ပြေးလက္ခဏာတွေကိုပြနေရလားဒါမှမဟုတ်ရင်တော့မျက်လုံးကိုရွေရှားပြပြီးတော့စိုးရတဲ့လက္ခဏာတွေကိုပြချင်နေရလားကျမသာလက်တွေ့မြင်ခဲ့ရမယ်ဆိုရင်တော့တကယ့်ကိုကြောက်နေမှာအမှန်ပါပဲရှင်အေဂျစ်တိုင်းရင်းသားရုပ်ထုရှေးခေတ်အီဂျစ်တွေမှာစမ်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ဆိုတာတွေကိုကျမတို့အားလုံးသိကြပါတယ်။အများစုကဒီကနေ့ထက်ထိရှင်းပြနိုင်ခြင်းမရှိသေးဘဲနဲ့ဥမာအဖြစ်ပရမစ်တွေကိုဘာကြောင့်ဒီလိုပုံစံစောက်ခဲ့တယ်လဲဆိုတာဖြစ်ပါတယ်။ဒါတွေပြင်ဂေဇာလူချင်းတဲ့ရုပ်ထုအတွင်းမှာထည့်ထားတဲ့ဘယ်တော့မှဖွင့်လို့မရတဲ့အုပ်ကူတွေလည်းရှိနေပါသေးတယ်။ဒါပေမဲ့ဒီထူးဆန်းမှုအလုံးဟာအီဂျစ်တိုင်းရင်းသားရုပ်ထုနဲ့ရှင်းလိုက်မယ်ဆိုရင်တော့ပါမွားလောက်သာရှိပါတော့တယ်။ဒီအရန်ကိုတင်းခဲ့ပြီးဆယ်လမ်းမသာရှိတဲ့ရုပ်ထုကိုမန်ချက်စတာပြတိုက်အတွင်းမှာကျွေးနိုင်ပါတယ်။တညမှာပြတိုက်စောင့်ကြည့်ရေးဖွဲ့ကကင်မရာတွေကနေတစုံတစ်ခုထူးဆန်းနေရာတွေကိုသတိထားမိခဲ့တာပါ။ပြတိုက်ဖွင့်ထားတဲ့ညနေပိုင်းကစလို့ပြတိုက်ပိတ်တဲ့ချိန်ထိရုပ်ထုတွေကတဖြည်းဖြည်းချင်းနဲ့ရွေ့နေခဲ့ပါတယ်။သူ့ရဲ့ရွေ့ရှားမှုကနေတဲ့အတွက်လူတွေကရွေ့တယ်လို့ပြောတာတွေကိုနားမလည်ခဲ့ကြပါဘူး။သူ့ပုံစံကနာယီကလက်တံတွေကိုကြည့်နေရတဲ့တူနေပြီးပုံမှန်အချိန်နဲ့ဆိုရင်တော့ရွေ့ရှားနေရာတွေကိုမြင်ရပေအချိန်မြင်ပြီးကြည့်လိုက်မှသာရှင်းရှင်းကြည့်ရွေ့ရှားနေရာတွေကိုမြင်ရပါတယ်။ရုပ်ထုဟာဆိုရင်တော့ Nefsonu လို့ခေါ်တဲ့သူ့ရဲ့ရုပ်ထုဖြစ်နေပြီးနှစ်4000ကျော်ကြာပြီးဖြစ်ကရှေးအီဂျစ်တွေရဲ့ကျိန်စာတချို့မိနေတဲ့ပုံပါပဲ။ဒီရုပ်ထုကိုလူရောဆက်ရောရဲ့လှုပ်ရှားမှုအောင်ထားခြင်းမဟုတ်တာကိုရှင်းလင်းပြသနေရပါ။အကြောင်းမှာဒီရုပ်ထုကိုထူတဲတဲ့အားဖြည့်မှန်တွေနဲ့ထည့်ထားတာကြောင့်ဖြစ်ပါရဲ့ရှင်။ Jesus ရုပ်ထုတခါတရံဘာသာရေးပွဲတော်အကြောင်းတွေမှာဆိုရင်တော့လူတွေကမြင့်မြတ်တဲ့ရုပ်ထုတွေနဲ့စီတန်းလှည့်လည်ကြလေးရှိပါတယ်။ဒါတော့2016ခုနှစ်အတွင်းမှာဖြစ်ပွားခဲ့တဲ့စီတန်းလှည့်လည်ရေးမြင့်ကွင်းမှာဒီပွဲကိုမက္ကဆီကိုအရှေ့မြောက်ပိုင်းစန်တီလာမြို့မှာကျင်းပခဲ့ပြီးတော့တင်းတို့မြင်တဲ့အတိုင်းပါပဲဒီ Jesus ရုပ်ထုကမျက်တောင်ခတ်ပြီးခေါင်းကိုဘေးပြီးလှည့်နေခဲ့တာပါ၎င်းကကက်သလစ်အားလည်းရဲ့ဂျေဆုတော်ပွဲအတွင်းမှာဖြစ်ပွားခဲ့ခြင်းပဲဖြစ်ပါတယ်။ဒါအောင်မြင်လိုက်ရတဲ့စီတန်းလှည့်လည်တဲ့သူတွေနဲ့အွန်လိုင်းကလူတွေအားလုံးကအံ့ဩမြင်သက်သွားခဲ့ကြပြီးအများစုကတော့မယုံကြည်နိုင်တဲ့အထိအားအသန်သွားခဲ့ကြပါတယ်။ Jesus ရဲ့လှုပ်ရှားနေတဲ့ရုပ်ထုကကောင်းတဲ့လက္ခဏာလားဆိုးတဲ့လက္ခဏာလားဆိုတာကိုတော့ကျွန်မလည်းမပြောတတ်တော့ပါဘူး။တင်တို့ရောဘယ်လိုထင်မြင်ယူဆကြပါသလဲ။ online ပေါ်ကတန်တရားများတဲ့သူတချို့ကတော့အမြင်အာရုံလွဲမအောင်လို့ဖန်တီးထားတယ်လို့ပြောခဲ့ပေမဲ့ကျမကတော့အဲ့လိုမထင်မိပါဘူးနော်။ကြောက်ဖို့ကောင်းတဲ့ချက်ကလှုပ်ရှားမှုဟာအရန်ကိုတဘာဝဆန်ပြီးတကယ်ကို Jesus အသက်ပြန်ရှင်လာတယ်လို့ခံစားရစေပါရဲ့ရှင်။မျက်တောင်ခတ်လိုက်တဲ့ဗုဒ္ဓရုပ်ထုတွေကိုကမ္ဘာတလားမှာတွေ့နိုင်ပါတယ်။ဗုဒ္ဓရုပ်ထုဟာဟိန္ဒူဘာသာဝင်တွေအတွက်အလေးမြတ်ထားတဲ့ရုပ်ထုဖြစ်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာဆိုရင်တော့ဗုဒ္ဓရုပ်ထုအများစုလှုပ်ရှားခဲ့တာတွေကိုတွေ့မြင်ခဲ့ရတာပါ။၎င်းကပူဂျမ်ဆာဖစ်စင်တာအတွင်းမှာဖြစ်ပွားခဲ့ပြီးမျက်တောင်လက်ပါးစပ်နဲ့ရင်ဘတ်တွေလှုပ်ရှားခဲ့တာဖြစ်ပါတယ်။အံ့ဩစရာကောင်းစွာနေပါပဲ။အလင်းရောင်တချို့ကိုလည်းထုတ်လွှတ်ခဲ့ပါသေးရဲ့နော်။ဒီဖြစ်ရပ်တွေကိုဆာဖစ်စင်တာမှာရှိနေတဲ့လူရကျော်ကမျက်မြင်ကြုံတွေ့ခဲ့ရတာပါ။သူတို့ကခါတိုင်းလိုဆူတောင်းရှ िख ိုးဖို့သွားကြတာဖြစ်ပြီးမြဲသူတို့မျက်စိရှိမှာပဲဒီလိုမျိုးစမ်းကြတာဖြစ်သွားဖို့တော့မမျှော်လင့်ခဲ့ကြပါဘူးရှင်။ဒီဗုဒ္ဓရုပ်ထုတွေကိုတက်ထုနဲ့အကြံပြုလုပ်ထားပြီးရွှေဖုံးထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီဗုဒ္ဓရုပ်ထုကိုရွှေရှားအောင်လို့စက်ပစ္စည်းတွေလည်းထည့်လို့မရပါဘူးနော်။ရုပ်ထုကကျမတို့ကိုတခုခုတတိပေးဖို့စူးစမ်းနေရလား။ဒါမှမဟုတ်စမ်းကြယ်မှုတစ်ခုပြပြီးပျော်ရွှင်စေချင်တာကြောင့်လား။တခါတရံမှာဆိုရင်လည်းတန်တရားများတဲ့သူတွေကအမြင်အာရုံလွဲမအောင်ပြုလုပ်ထားရလို့ပြောကြသေးပေမဲ့ကျမအတွက်ကတော့သူတို့ထင်တယ်လို့လုံးဝကိုမထင်မြင်မိပါဘူးနော်။
Cascade တောင်ပေါ်ကရုပ်ဆိုးဆိုးရုပ်ထု2016ခုနှစ်မှာလူတချို့ပါ Cascade တောင်ကိုတက်သွားခဲ့ကြပါတယ်။အဲဒီတောင်ဟာဆိုတော့ New York အရှေ့တောင်ပိုင်းမှာရှိနေတဲ့တဘာဝတောင်တွေကတစ်ခုပါ။သူတို့တောင်ပေါ်ရောက်တဲ့ချိန်မှာဂူတစ်ခုထဲမှာမီးတစ်ခုရှိနေတာကိုတွေ့ခဲ့ကြရပါတယ်။နောက်ပိုင်းဂူထဲဝင်သွားတော့မှမီးပုံဖြစ်နေခဲ့တာပါ။မီးပုံဘေးမှာမျက်လုံးထဲမှာအပ်တွေစိုက်ထားပြီးလေပင်ကျိုးကွင်းဆွတ်ထားတဲ့ရုပ်ထုတွေကိုတွေ့ခဲ့ကြရပါတယ်။ဒါကြောင့်အဲဒီသူတွေကအဲဒီနေရာမှာရိုးရာဓလေ့တစ်ခုလုပ်ခဲ့တယ်ဆိုပြီးတော့ထင်သွားခဲ့ကြတာပါ။အဲဒီရုပ်ထုဟာဆိုရင်တော့စောင်းကုတ်ဝေရုပ်ထုဖြစ်နေပြီးလူတွေစိုးရတာတွေပြုလုပ်တဲ့အခါမှာဒီရုပ်ထုတွေကိုအသုံးပြုလေ့ရှိပါတယ်။ရန်သူတွေကိုတိုက်ခိုက်ဖို့အတွက်လည်းဒီရုပ်ထုတွေကိုသုံးတတ်ကြပါသေးတယ်။၎င်းကိုမီးပုံဘေးမှာပုံထားခဲ့တာကြည့်ခြင်းအပြင်စိုးဝါလာတဲ့စောင်းကုတ်ဝေပညာတွေကိုအသုံးပြုခဲ့တဲ့ပုံမှာပဲ။တောင်တက်တဲ့သူတွေကတယောက်ကဒီရုပ်ထုကနေမကောင်းတာတွေယူဆောင်လာမှသိနေတာကြောင့်အိမ်ကိုယူသွားပြီးတော့ဖျက်ဆီးပစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ယူသွားပြီးရနောက်အနံ့ဆိုးတွေလည်းပေးခဲ့ပြီးညဘက်မှာအိမ်မပြောင်းအောင်လည်းပြုလုပ်ခဲ့ပါသေးတယ်ရှင်။ဒီရုပ်ထုကတရားရက်ကိုကျိန်စာတိုက်ချင်လို့ပြုလုပ်ခဲ့တဲ့ပုံမှာပဲငိုကြွေးနေတဲ့မယ်ရီယိုထုဒီအဖြစ်ဟာဆိုရင်တော့အာဂျင်တီးနားနိုင်ငံနာရန်တီရိုမြို့မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။2019ခုနှစ်မှာအပြိုစဲမယ်ရီယိုထုပိုင်ရှင်ဟာမယ်ရီယိုထုကနေအနီရောင်မျက်ရည်တွေကျလာတာကိုတွေ့မြင်ခဲ့ရတာပါ။ဒီရုပ်ထုကမိသားစုဖျားเจ้าမှာထားရှိထားတဲ့ကိုပိုင်ရုပ်ထုပဲဖြစ်ပါတယ်။ဒီအဖြစ်တွေဟာဆိုရင်တော့အစာငတ်ခံဥပုံမဆောင်ခင်မှာဖြစ်ပွားခဲ့တာဖြစ်နေပြီးအပြိုစဲမယ်ရီကအစာငတ်ခံဥပုံစောင့်စီခြင်းလို့နမိတ်ပြခဲ့တယ်ဆိုပြီးတော့ယူဆခဲ့ကြပါတယ်။သူတို့ကကျွမ်းကျင်သူတွေကိုခေါ်ပြခဲ့ပေမဲ့အနီရောင်အရေးတွေကဘာတွေလဲဆိုတာတွေကိုသူတို့လည်းမဆုံးဖြတ်နိုင်ခဲ့ကြပါဘူး။နောက်ဆုံးမှာရွာသားအလုံးလာရောက်ကြည့်ရှုနိုင်မှုအတွက်ဒေတာတွင်ကက်သလစ်ကျောင်းတွေကိုပို့လိုက်ပါတော့တယ်။မယ်ရီယိုထုကနေထွက်လာတဲ့အနီရောင်အရေးတွေကြောင့်ဖုံးတော်ကြီးတွေကလည်းအယံကုန်အံ့အားသင့်သွားခဲ့ကြတာပါ။အဲဒီထရမှာဖုံးတော်ကြီးရီကာဒိုဂမ်ဟိုရာဟာဆိုရင်တော့ဒီအကြောင်းအရာတွေကိုမီဒီယာကိုပြောကြားခဲ့ပါတော့တယ်။အဲဒီရစားလို့လူများစွာကဒီရုပ်ထုစီကိုဝတ်ပြုဖို့အတွက်အဆက်မပြတ်လာရောက်ခဲ့ကြတော့တာပါလူတွေကတော့ထုံးစံတိုင်းရှိခိုးပြီးသူတို့ရဲ့စူတောင်းတွေကိုပြောကြားဖို့အတွက်လာရောက်ကြတာဖြစ်ပါတယ်ရှင် Snow Whiteနဲ့လူပူလေး9ယောက်ကားတွေက Snow White ကိုကျမတို့အားလုံးသိပြီးသားဖြစ်မှာပေါ့ဒါပေမဲ့မက္ကဆီကိုနိုင်ငံကအပန်းဖြေဥယျာဉ်တစ်ခုမှာဆိုရင်တော့အလွန်ကိုကြောက်ဖို့ကောင်းတဲ့ Snow White ရုပ်ထုတစ်ခုရှိလို့နေပါတယ်သူ့ဟာနဲ့သူရဲ့နေရာတော်မှာအလွန်ကိုကြောက်ဖို့ကောင်းနေရတွေကိုကင်မရာမန်ရိုက်လိုက်တဲ့အချိန်မှာမျက်တောင်ခတ်လိုက်တဲ့ Snow White ကိုကြည့်လိုက်ပါနော်ကင်မရာမန်ကအရန်ကိုကြောက်သွားပြီးချက်ချင်းကိုထွက်ပြေးသွားခဲ့ပါတယ်တချို့ကတော့ရုပ်ထုအတွင်းမှာဆန်ရန်နေရတွေကြောင့်လို့ပြောကြပေမဲ့ရုပ်ထုကတော့တကယ်ကိုအကြမ်းမြင်ပြုတ်လုပ်ထားပြီးအယောင်ချဲထားပုံကလည်းစိုးဝါလွန်လာတာပါဒီလိုရုပ်ထုမျိုးကိုသူတို့ကဘာကြောင့်ဆက်ထဲမှာထည့်ပြီးတော့မျက်တောင်ခတ်အောင်ပြုတ်လုပ်ထားမှလဲဘသူမှဒါကိုအတုဆိုတာတက်တည်ပြနိုင်ခြင်းလည်းမရှိသေးပဲနဲ့ကျမလည်းအစ်စ်လို့ပဲယုံကြည်မိပါတယ်ရုပ်ထုကတော့မလုပ်ပေမဲ့ကြည့်လိုက်မယ်ဆိုရင်တော့တကယ်ကိုကြောချမ်းစရာကောင်းလာပါတယ်ရှင်ဆိုင်းပါဆိုင်းဘာဘာဆိုရင်တော့အိန္ဒိယတွေရဲ့ဘာသာရေးဆရာတယောက်ဖြစ်နေပြီးဟိန္ဒူလူမျိုးရောမွတ်စလင်လူမျိုးတွေပါကိုးကွယ်ကြတာပါ1836ကနေ1918ခုနှစ်အတွင်းမှာနေထိုင်ခဲ့ပေမဲ့အခုချိန်ထိသူကရုပ်ထုအမျိုးမျိုးထုတ်ပြီးသတိရနေစေပဲဖြစ်ပါတယ်တခါကညဘက်မှာသူ့ရဲ့ရုပ်ထုကို CCTV ကင်မရာကနေဖမ်းယူရခဲ့မိတာတခုရှိပါတယ်အဲဒီရုပ်ထုကဟိန္ဒူတွေရဲ့ကိုးကွယ်ဆုတောင်းရာနေရာမှာဖြစ်နေပြီးကင်မရာတစ်ခုကနေသူ့ရဲ့လက်တွေလှုပ်နေတာကိုရိုက်ထားမိခဲ့တာပါသူ့ရဲ့ပုံစံကလက်မှာချိတ်ထားတဲ့အလှဆင်ပစ္စည်းတွေကိုဖယ်ချပစ်ချင်နေတဲ့ပုံမှာပဲဆိုင်းဘာဘာကတစားစင်နာတာတွေကိုမကြိုက်တဲ့ပုံမှာပဲရှင်အိုင်ယာလန်ကအပြိုစဲမယ်ရီဒီဖြစ်ပျက်တွေဟာဆိုရင်တော့အလွန်ကိုဘာသာရေးကိုင်းဆိုင်တဲ့အိုင်ယာလန်နိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်1985ခုနှစ်နွေရာသီအတွင်းမှာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း BBC ကနေတင်ပြထားပါတယ်အိုင်ယာလန်နိုင်ငံကောင်တီအမျိုးမျိုးမှာရှိနေတဲ့ရုပ်ထုတွေဟာဆိုရင်တော့အလိုအလျောက်စတင်လှုပ်ရှားခဲ့တာပါမတူညီတဲ့နေရာပေါင်း30ကျော်မှာဖြစ်ပွားခဲ့ပြီးတော့အပြိုစဲမယ်ရီကထိုးခြားစမ်းကြံမှုတစ်ခုဖြစ်မဲ့အကြောင်းကိုနမိတ်ပြရဲဆိုပြီးတော့ယုံကြည်ခဲ့ကြပါတယ်ပထမဆုံးအနေနဲ့ကောင်တီအတွင်းရွေးရှားနေတဲ့တရားရုပ်ထုတွေကိုတတိထားမိခဲ့ကြတာပါတရားရေးရုပ်ထုဟာဆိုရင်တော့လေပေါ်မှာဇန်နဲ့ကြွနေပြီးကောင်တီတဝိုက်မှာပတ်နေခဲ့ပါတဲ့ရှင်ဒါပေမဲ့နောက်ပိုင်းမှာကန့်ကွက်တဲ့သူတွေကြောင့်အဲဒီရုပ်ထုကိုဖျက်ဆီးပစ်ခဲ့ရပါတယ်ရှင်ခေါင်းငိမ့်ပြတဲ့ Jesus ဒီဖြစ်ပျက်တရားဆိုရင်တော့မက္ကဆီကိုနိုင်ငံHelix ကိုမြို့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီနေ့လူတွေ Church Town ကိုဖျားရှိခိုးဖို့ရောက်လာစဉ်အန်ဩစရာတခုတွေကိုကင်မရာထဲမှာရိုက်ကူးမိခဲ့တာပါ။အဲဒါကတော့ Jesus ကသူ့ရဲ့ခေါင်းကိုညှိပြခဲ့တာဖြစ်ပါတယ်။ရုပ်ထုကိုတန်မန်းဆိုရင်တော့မှန်ခေါင်းတလားထဲမှာပဲထည့်ထားတတ်ပေမဲ့အဲဒီနေရာတောက်ကြနေဖြစ်တဲ့အတွက်ပွဲဆင်နွှဲဖို့အပြင်ကိုထုတ်ထားခဲ့တာပါ။ရုပ်ထုဟာအောင်ပွဲခံနေတာဖြစ်နိုင်တယ်လို့စူပါတောက်စာနေမလို့လေအံ့ဩဖွယ်ရာတွေဖြစ်ပေါ်တာလည်းဖြစ်နိုင်တာပေါ့လေဒါကိုကင်မရာမှာရိုက်ကူးမိခဲ့တာပြီးတော့ကြည့်ရှုတဲ့သူတိုင်းကိုအံ့အားသင့်သွားစေခဲ့ပါတော့တယ် Touchdown ကိုသွားတဲ့သူတွေစမ်းစားတယ်လို့ရုပ်ထုကတကယ်ပဲဘာကိုပြောချင်နေတာဖြစ်မလဲနော်ငိုနေတဲ့မယ်ရီ
ဒီရုပ်ထုအားဆွေးနွေးလှုပ်ရှားနေတဲ့နောက်မယ်ရီရုပ်ထုတစ်ခုဖြစ်နေပြီးမက္ကဆီကိုအရှေ့တောင်ပိုင်းမှာပဲဖြစ်ပွားခဲ့တာပါဒီမယ်ရီရုပ်ထုရဲ့မျက်လုံးထဲကနေမျက်ရည်တွေကျလာခဲ့ပါတယ်ဒါကရွှေမှာပြောခဲ့တဲ့အနီရောင်တွေငိုတဲ့မယ်ရီနဲ့ဆင်တူနေပြီးဒီတစ်ခါမှာတော့မျက်ရည်အဆက်တွေလိုမျိုးကြေတောက်နေခဲ့တာပါဒါရီယာလူတွေကိုကြည့်ဖို့အတွက်မိုင်မောင်းထောင်ချီရနေဖျားဖို့ခရီးထွက်လာတတ်ကြပါတယ်။တချို့ကရုပ်ထုနာကိုသွားပြီးတော့အတူတူငုတ်ကြွေးကကိုစားပေးနိုင်မှုမျှော်လင့်ခဲ့ကြတာပါ။တချို့ကထိုးကြစမ်းကြဲမှုလို့ပြောကြသလိုတချို့ကြတော့လေတဆေပူးခရာရီလို့ပြောကြပါတယ်။ဒီကနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနော်။တင်ရောရုပ်ထုတွေကရွေးရှားနိုင်တယ်လို့ယုံကြည်ပါသလား။နောက်ထပ်အံ့ဩဖွယ်ရာဗီဒီယိုတွေကိုကြည့်ဖို့အတွက်ခိုင်နိုရဲ့ Top Song ကို Subscribe နဲ့ခေါင်းလောင်းလေးနှိပ်သွားပေးပါအောင်ရှင်။ဆက်လက်ချက်ကင်အားပေးကြပါအောင်လို့ပြောကြတဲ့နှုတ်ဆက်ပေးရစေ။ Bye bye